안녕하세요 여러분အားလုံးပဲမင်္ဂလာပါဒီ grammar လေးကကြတော့ကိုပုံမှန်လုပ်လေးရှိတဲ့လှုပ်ဆောင်ချက်တွေကိုပြောပြတဲ့အခါမှာသုံးတဲ့ grammar လေးဖြစ်ပါတယ်ကရိယာနဲ့တွဲသုံးတဲ့ခွန်းနာတာဆိုတဲ့ပုံစံမျိုးလေးနဲ့သုံးပါတယ်ဒါဖြုတ်တဲ့ပုံစံနဲ့ပဲသုံးရင်ရပါပြီအဲ့အတွက်အရန်လွယ်ပါတယ်เนาะအဲ့ခါကျတော့ရိုးရိုး verb ကလေးတွေနဲ့သုံးထားတာလေးအရင်ပြပေးပါမယ်အလွယ်ဆုံး verb ကလေးတွေရွေးထားပါတယ်ဟာတာလှုပ်တယ်လှုပ်သည်ပေါ့နော်ဟာကနာတာလှုပ်လေးရှိတယ်ဂါတာဂါကနာတာသွားလေးရှိတယ်မော့တာမုတ်ကနာတာစားလေးရှိတယ်알려주다 알려주고 나다 ပြောပြပေးလေးရှိတယ်အဲ့တော့ 알려주다 ကတော့ပြောပြသည်ပေါ့အဲ့တော့နောက်ကရိုးရိုးအိမ်စမယ် sentence လေးတွေကြည့်လိုက်ပါမယ်주말에는 친구들과 축구를 하겠네요 weekend မှာတငယ်ချင်းတွေနဲ့ဘောလုံးကန်လေးရှိတယ်ပုံမှန်လုပ်နေကြရှိတဲ့ဟာလေးကိုပဲရိုးရိုးလေးပြောပြတာဖြစ်ပါတယ်축구는 하다ဘောလုံးကန်သည်ဆိုတဲ့ verb ကိုလုပ်လေးရှိတယ်ဆိုတော့근나다နဲ့သုံးတယ်စကားပြောဆိုတော့ you found လေးနဲ့ပြောလိုက်တာပေါ့နော်축구를 하겠네요ဘောလုံးကန်လေးရှိတယ်심심할 때 웹툰은 보겠네요ပြင်းတဲ့အခါ webtoon ဖတ်လေးရှိတယ်အဲ့တော့ဒီမှာတော့ဖတ်သည်ဆိုတဲ့ verb ကို ikta နဲ့မရေးထားဘူးပေါ့နော်보겠네요 보다နဲ့ပဲရေးထားပါတယ်어릴 때는 이곳에서 동생과 놀곤 했어요. ngengeဒီနေရာမှာညီလေးနဲ့အတူတူဆော့လေးရှိခဲ့တယ်။အဲ့တော့ငငယ်တုန်းကဆော့ခဲ့တာပေါ့နော်အခုတော့ပြန်တော့မဆော့တော့ဘူးဒါပေမဲ့ဒီနေရာလေးကအကြောင်းကိုလုံးလေးရှိခဲ့တဲ့အကြောင်းကိုပြန်ပြောပြတာမို့လို့ verb 2လေးနဲ့ရေးထားပေးပါတယ်။ 놀다ကစားသည်ဆိုတဲ့ verb ကို놀곤 했어요. ကစားလေးရှိခဲ့ပူပါတယ်ပေါ့။잠이 안 올 때 따뜻한 우유를 마시곤 합니다. အိပ်မပျော်တဲ့အခါဆိုနွားနို့ပူပူလေးတောက်လေးရှိတယ်။마시다တောက်သည်ကို마시곤나다နဲ့တွဲသုံးလိုက်ပါတယ်아침 일찍 산책은 나가겠네요. 만날 써서 랜샤우 털리 시래. 여행은 가면 기념품은 꼭 사곤 했어요. 그이도 아예 아마디아 비스요. 뭐 피면이 왜 그래? 웰리 시래. 웰리 시게래. 알로 봉사 묘리네 떠나 봐. 그래서 그 특후구 봉만 롤리 시래 야리고 요요리 표현의 솔루션어 코리아의အနောက်ဆုံးစလုံးဓာတ်လေးကိုဖြုတ်ပြီးတော့မှဂဏနာတာဆိုတဲ့ grammar လေးနဲ့တွဲသုံးပြီးတော့ပြောလို့ရပါတယ်အားလုံးပဲရကြမယ်လို့ထင်ပါတယ်တတား